大要是上呀。 ခရအဆင့်အမျိုးသမီးတွဲဆုံဆွေးနွေးပွဲခန်းနာကိုတော့ကရင်အမျိုးသမီးအဖွဲ့အစည်း KW နဲ့ပေါ်တူလီအမျိုးသမီးကိုရက်ကနေပြီးတော့အတူတကွပူးပေါင်းကျင်းပတာဖြစ်ပါတယ်ပေါ့နော်ခရအဆင့်အမျိုးသမီးတွဲဆုံဆွေးနွေးပွဲကိုအမျိုးသမီးကိုယ်စားလှယ်100ကျော်ကတက်ရောက်လာခဲ့တယ်ပေါ့နော် KNU ဌာနမှာနော်အလုပ်လုပ်တဲ့အမျိုးသမီးကိုယ်စားလှယ်တွေပါတယ်ကရင်အမျိုးသမီးအဖွဲ့အစည်းမှာအလုပ်လုပ်တဲ့နော်ခရအဆင့်မြို့နယ်အဆင့်အမျိုးသမီးကိုယ်စားလှယ်တွေပါတယ်ပေါ်တူလီနယ်မြေမှာဒေသသီးမှာရှိတဲ့အမျိုးသမီးကိုယ်စားလှယ်တွေတက်ရောက်တယ်ပေါ့နော်အထူးသဖြင့်ပိုးအမျိုးသမီးကိုယ်စားလှယ်တွေပါတယ်ရှမ်းအမျိုးသမီးကိုယ်စားလှယ်တွေပါတယ်ခရအဆင့်အမျိုးသမီးတွဲဆုံဆွေးနွေးပွဲလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ဒီကော့တူလီနယ်မြေမှာရှိတဲ့မတူကွဲပြားတဲ့နောက်ခံ background ကနေလာတဲ့အမျိုးသမီးတွေကိုတော့ကျမတို့စုစည်းပြီးတော့ကော့တူလီနယ်မြေမှာနိုင်ငံရေးစီးပွားရေးလူမှုရေးမှာအမျိုးသမီးတွေအခမ်းကဏ္ဍပေါင်းစုံကနေပြီးတော့ပေါ့နော်ပါဝင်လာနိုင်ဖို့ကျမတို့မျှော်မှန်းတယ်ပေါ့နော်ဒီနီနော့ဖလက်အတွင်းမှာဆိုလို့ရှိရင်အမျိုးသမီးကိုယ်စားလှယ်တွေကသူတို့ရဲ့ခရိုင်အတွင်းမှာသူတို့မြင်ချင်တဲ့အမျိုးသမီးခေါင်းဆောင်မှုတိုးတက်မှုတွေကိုသူတို့မြင်ချင်တယ်ပို့ပြီးတော့ပါဝင်လာဖို့ပို့ပြီးတော့အားကောင်းလာဖို့သူတို့ဇာမှုပေါင်းတွေချမှတ်မယ်ပေါ့နော်နောက်တော့ KNU မိခင်အဖွဲ့အစည်းမှာလည်းပေါ့နော်18ကြိမ်မြောက်ကွန်ဂရက်လုပ်တဲ့အခါကျလို့ရှိရင်လည်းအမျိုးသမီး30ရာခိုင်နှုန်းပါဝင်နိုင်ဖို့အတွက်သူတို့အနေနဲ့အင်တာအားတွန်းအားတစ်ခုအနေနဲ့ပို့ပြီးတော့ပါဝင်လာနိုင်ဖို့လှုပ်ရှားကြမယ်လို့သူတို့ရှေ့ဆက်လှုပ်ဆောင်မဲ့ရည်ရွယ်ချက်တွေမှာသူတို့ထည့်ပြီးတော့ဆွေးနွေးကြတာပေါ့ဒီဆွေးနွေးဖလှယ်ပွဲကိုပေါ့နော်တက်ရောက်ခြင်းအဖြစ်ပေါ့နော်ဘာတွေရရှိရမလဲဆိုလို့ရှိရင်ကျမတို့ကိုဒီဒူပလခရိုင် KNU ကနေပြီးတော့တိမှတ်ပြုခြင်းကိုလည်းခံရပါတယ်တကယ်လို့ကျမဒီခန်းသားကိုမတက်ရောက်ရဘူးဆိုလို့ရှိရင်ကျမတို့က KNU ကပြစ်ပယ်တာတို့လည်းခံစားနေရတာပေါ့နော်အခုဆိုလို့ရှိရင်ကျမတို့လှုပ်ဆောင်ချက်တွေကို KNU ကနေပြီးတော့တိမှတ်ပြုကြောင်းကိုပြောကြားလာပါတယ်မျိုးသမီးတဲ့အချင်းချင်းဒီလိုပေါ့နော်ဟိုသွေးခွဲချင်းမရှိပဲစီးလုံးအောင်ပြီးတော့ပြန်အလံအားပေးစကားဟိုလူမျိုးရေးမခွဲခြားဘဲနဲ့ဒီတိုင်းသားအားလုံးစီးလုံးရင်ရွတ်အောင်ဆိုပြီးတော့အဲ့လိုမျိုးတော့မျှော်လင့်ပါတယ်နော်တော်များခင်ယူဘက်ချာဆိုရင်ဒီဆရာဆရာမတွေပေါ့နော်ဥမာတင်တန်းတက်လာတယ်သူတို့ရဲ့တင်တန်းတက်ပြီးအရင်ကဆိုကရင်တက်ပဲပြောတယ်အခုနောက်ပိုင်းဆိုရင်ဒီမြန်မာတွေပြောပေးတယ်တခြားဆရာမတွေလည်းနားလဲအောင်ပေါ့နော်အမျိုးမျိုးသူတို့လည်းအဘက်ဘက်ကနေတိုးတက်အောင်သူတို့ဘက်ချမ်းကိုလည်းသူတို့ပြင်ဆင်နေတုန်းပဲပေါ့နော်တဲလဘကောရဒူလာယာပမတပခုပါကွာနေလယတချီတကနေတူမီတာမီဝဘာမီလဲနေပမတေတဖာနေပခါလေတဆောဒီတနီဝါအကလူကလူကပါပါခိုးနေနေလောတတေတဖိုင်နေပခုပါကွာနေရှာနေပတဲတေလောနော်ဘာကနောကနောနေဟဲနူလောပခုမတကောဒနေတကူတကလနေဟာထောအိုတတေတဖိုင်နေလဟာထောအဖောခိုးနေပကတဲ့ပခါလေတဆောဒီမနေလေဟီခေါ်မေလေအပွားတဝဲမေလေတပဖို့မတကောကလာမေနေတတိယလေအပေါ်မွေနေတမေဝဒါလေတာကိစာဘာစာရခါခိုနေအတူနေတီဝါဒတာဂလူဂလူနေဟာရောအိုတမေပမေကေထွတ်တော်လေအပူကူရဟဲအရောဖာညာပေါ်မှုတိဖာတာပခုပါကောလတရတီရကတဲ့ဒူယာကေဝပပရာကေဝနော်စညောပေါ်တီတာရူဖုကေဝကဘာကပါနေနေအလောအိုလောဝဲတိပခုပါကောဒီဘဝရာ KNU တော့ကိုရိုမဲတော့ဘခလာတော့သူလေချတာနေတက်ကွဲလောပါလောနော် drug မူကြမ်းပေါ့တက်တခိုင်းနေလိတော့ကလောဒါကိစုကမလကောသူလေဟော့ကောဘူးကမလတိဘူးကောဘူးအကလာယော်ယော်တော့တတူလို့ချော့ထွဲဒီတော့ကနေတော့အကောနေကောသူအဝဲအခိုင်ပေါ်မှုဆီမီနာတခိုင်းပေါ့ကဲတော့တာခေကြီးချော့ထွဲဟာတို့တခါလော